ကဲဆိုတော့ကကျွန်တော်ဒီနေ့ဘာလုပ်ပြမလဲဆိုတော့ကျွန်တော်ဒါ blue tin နဲ့ပတ်သက်တဲ့ lab လေးတွေကိုကျွန်တော် write up လုပ်ပြမယ်ပြီးသွားရင်အဲ့လိုမျိုးကျွန်တော်မနေ့ကလည်းဒီပေါ့ fiction နဲ့ပတ်သက်လို့ကျွန်တော်လုပ်ထားတာဆိုတော့ဒီနေ့ကျွန်တော် fiction နဲ့ပတ်သက်တဲ့ blue tin lab က channel လေးရှာမယ်ရှာပြီးသွားရင်ကျွန်တော်ဒါ channel လေးတွေကျွန်တော်ဖြည့်ပြမယ်ပေါ့နော်ဒီနေ့ကျွန်တော် video အရန်ရှည်ကြီးတော့မလုပ်ချင်ဘူးဘာလို့လဲဆိုတော့ video အရန်ရှည်ရင်လည်းမျိုးစားပေါ့ကြည့်ရလူနဲ့ဖြစ်မှာဆိုလို့ဗျာညီမတို့တချို့ဟာတွေရှည်တာတော့ထားတော့ဗျာတော့ဒါပေမဲ့ကျွန်တော်တက်နိုင်လောက်တော့လူကြည့်လို့အဲ့လိုပုံမှန်ကြည့်လို့အဆင်ပြေလောက်တဲ့နှုံးလောက်လေးဖြစ်အောင်လို့ကျွန်တော်ကြည့်ရသွားလိုက်မှာပေါ့နော်ပြီးသွားရင်တော့ကျွန်တော်ဒီဗီဒီယိုတွေဘာတွေကကြာကျွန်တော်ဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံကဘယ်လိုပြောမလဲဒီ security ဘိုင်း blue tin ဘိုင်းစိတ်ဝင်စားတဲ့လူတွေကိုကျွန်တော်ပို့ပြီးတော့ focus ထားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြည့်ရလောက်ပေါ့နော်ဒီ blue tin နဲ့ပတ်သက်ပြီးတော့ sharing လုပ်တာကြတော့ပုံမှန်ကိုပြင်းကြော်တော့ဘာလို့ရှိရဗျာဒါပေမဲ့သူတို့စာရေးကြတာများတယ်ဗျာအဲကြတော့သူတို့အဲ့လိုမျိုးပေါ့ကျွန်တော်ကနောက်တစ်မျိုးကျွန်တော် video လေးနဲ့ဆန်းလုပ်ကြည့်ကြတယ်ဗျာအဲကြတော့ကျွန်တော်ဒါ video လေးကျွန်တော်ရိုက်ကြည့်မယ်ပေါ့ရှင်းပြမျိုးဘာမျိုးလုပ်ကြည့်မယ်ကျွန်တော်တကယ်အမားပါဝိုင်းလဲကျွန်တော်နောက်ဆိုရင်လည်းပို queue ဆိုင်မယ်တက်နိုင်တော့ကျွန်တော် quality content လေးရအောင်တော့ကျွန်တော်ဖန်တီးပေးမယ်ပေါ့နော်အဲကြတော့ကျွန်တော်အားလုံးဖုတ်တာလေးနားပြီးတော့ကျွန်တော် channel လေးဆက်သွားကြည့်ရပါโอเคဆိုတော့ကကျွန်တော်တို့ဒီမှာကျွန်တော်ရှာကြည့်လိုက်မယ် play ရှာရင်ဆက်ရှာကြည့်โอเคမှာ fishing 1 2ရှိတယ်ကျွန်တော်1ကစရပါပုံမှန်တိုင်းလေးအဲ့တော့ကျွန်တော်မနေ့ကဟာလေးနည်းနည်းလေးဘယ်လိုပြောရမလဲပြန်နှွှေးရရင်ဗျာကျွန်တော်ဘာရှိမလဲဆိုတော့ဒီကျွန်တော်တို့မှာဒီ fishing set ဖို့ကျွန်တော်က caterpillar ဘယ်လိုရမလဲ caterpillar ပြောမလား3ခုရှိမယ်ဗျာcaterpillar မဟုတ် sorry pillar 3ခုရှိမယ်ဗျာ9 pillar အဲ့3ခုကဘာလဲဆိုတော့ကျွန်တော် SPS ရှိမယ် DKIM ရှိမယ် DMARC ရှိမယ်တော့ပြီးသွားရင်ကျွန်တော်ကဘာဖြစ်မလဲဆိုတော့ကျွန်တော် link နေစင်မယ် attachment နေစင်မယ်ဘယ်မှာစင်မလဲဆိုတော့ virus to tear တို့ပြီးသွားရင်ကျွန်တော်တို့ဟိုလိုမျိုးဒီ MX2 တို့ပြီးသွားရင်ကျွန်တော်တို့တခါအဲ့လိုမျိုးပေါ့ရုံးလေးပိုင်းမှာ work ပေးရရင်ကျွန်တော်တို့ any.run ဗျာ any.run ကောက်ဖွင့်ပြီးသွားရင်ကျွန်တော်အဲ့ any.run သုံးမယ်အဲ့လိုမျိုးဒီ sandbox ထဲမှာကျွန်တော်စစ်ကြည့်မယ်ဘာညာပေါ့အဲ့လိုမျိုးလုပ်လို့ရမယ်အဲ့ကြောင့်ကျွန်တော်တို့ဒါဒီစရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ user ကနေပြီးတော့ phishing mail ရတယ်ပြီးတော့ SOC ကိုလွှဲလိုက်တယ်အဲကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီ email တွေကနေပြီးတော့ဘယ်လိုပြောရမလဲ email ရဲ့ content ရဲ့အဲ့လိုမျိုးပေါ့ဒီ header တွေဘာတွေအဲ့ဒါတွေကို analysis လုပ်မယ်ပြီးတော့ကျွန်တော် attachment ကိုပြမယ်ဆက်မယ်ပြီးတော့ရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်ကလိုအပ်တဲ့အသုံးဝင်တဲ့ artifact တွေကိုကျွန်တော်ဆွဲထုတ်မယ်အဲကြောင့်ကျွန်တော်စရကြအောင် okay အဲ့တော့ကျွန်တော်ဒီမှာ file လေးရှိရဲအားလေးကိုထောင်းလိုက်ရမှာလိုလေးကြာလာမယ်အားလေးကိုကျွန်တော်တို့ဆွဲမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ open ဝင် extract to password နဲ့ခဏ password ပလာ pdf လို့ okay အဲကြတော့ pdf လို့ okay ကျွန်တော်ဖွင့်လိုက်မယ်အဲကြတော့ကျွန်တော်ဒါကိုသူ့အတိုင်းပဲကျွန်တော်ဟိုကနေပဲဖွင့်လိုက်မယ် supply နဲ့ပဲဖွင့်လိုက်မယ်အဲကြတော့ supply ရပြီ supply ရတဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဟိုစရှာကြပါ who is the primary recipient of this email တဲ့ primary recipient ဒီနေရာမှာကျွန်တော် track ရှိနိုင်တယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါ SOC ဟိုအောင် forward လိုက်တော့ကျွန်တော်တို့ဒီ mail မှာတော့ဘယ်လိုပြောမလဲနှစ်ခုဖြစ်နေနိုင်တယ်ကျွန်တော်ပြောချင်တာကတော့ဘယ်လိုပြောအောင်လဲဆိုတော့ဒီပထမဆုံးဒီမှာ deliver to ဆိုပြီးတော့တစ်ခုရှိမယ်အဲ့ဒါကိုသွားမထည့်နဲ့ကျွန်တော်တို့နောက်တစ်ခုထည့်ရှာမယ်အဲ့ဒါတစ်ကောင်ရှိမယ်အဲ့ဒါလေးကိုကျွန်တော်ဆွဲမယ်ပြီးရင်ဒီကောက်ထည့်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တပုံမှန်သွားတယ်အဲ့ကြတော့ဘာ subject လဲ what is the subject of this email okay ကျွန်တော် subject ကတခါလေးရှိသွားပြီ and delivery ပဲ website contact form submission အဲ့ကြောင့်ကျွန်တော်ဒါလေးထပ်ကူမယ်ဒီမှာဒါလေးထပ်ထည့်လိုက်မယ် okay အဲ့ဒါနောက်တစ်ခုထပ်မှာသွားပြီနောက်တစ်ခုထပ်မှာသွားတော့ကျွန်တော် date and time အဲ့ email စမ်းတဲ့ချိန်ဒါလည်းလွယ်လေးပဲကျွန်တော်တို့ဒါတွေကကျွန်တော်အသုံးဝင်မထင်နဲ့เนาะဒါတွေကတကယ်တမ်းကျွန်တော်တို့တော့ဒီဘယ်လိုတို့ blue tin ဟိုဖြစ်တယ် analysis လုပ်တယ်ဆိုရင်အဲ့ case ရဲ့နေရာမှာဒီကောင်တွေကထည့်အောင်ထည့်ရတယ်တော့ဘယ်လိုပြောရမလဲ what တို့ one တို့အဲ့လိုမျိုး where တို့ဘာအဲ့လိုမျိုးဗျာဒီကျွန်တော်တို့ဖြစ် SCR မှာဖြစ်ရင်ကျွန်တော်တွေ့လိမ့်မယ်သူ report ရဲ့အချိန်တိုင်း 5W ရှိတယ်အဲ့လိုမျိုးပေါ့ဒီအချိန်တွေဘာတွေပြီးဘာကြောင့်လဲအဲ့လိုမျိုးအဲ့ဒါတွေကျွန်တော်က case ထဲမှာမဖြစ်မနေထည့်ရေးပြရတယ်အဲ့ case reporting အဲ့လိုမျိုး case writing ကလည်းတကယ်ကြတော့ဒီ SOC analyst မှာဒါအခြေအခရာကြတဲ့ပဲ skill တစ်ခုပဲဗျာအဲကြတော့ကျွန်တော်တို့ဒီဟာမျိုးလေးတွေဒီ artifact မျိုးတွေဆွဲထုတ်တာဒါအလေးကျင့်အနေနဲ့လုပ်ထားရမယ်တော့တခါတည်းဒီလိုမျိုး lab တွေပိုင်းနဲ့ရင်းနှီးချမ်းဝိုင်းအောင်လုပ်ပြီးသွားရင်ကိုယ့်ကိုဟိုမျိုးပေါ့ဒါ train ထားပေါ့အဲ့လိုမျိုးဆိုကောင်းတယ်ပေါ့အဲကြတော့ကျွန်တော်ဒီမှာ email စမ်းတဲ့ချိန်မှန်သွားပြီ correct ဖြစ်သွားပြီအဲကြတော့ originating IP
အဲ့ကြောင့်ကျွန်တော်ဒီမှာထုံးစံနိုင်မယ်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ control F နဲ့ IB ဆိုပြီးရှာလိုက်မယ် IB ဒါမဟုတ်သေးဘူးဒါလည်းမဟုတ်သေးဘူးဒါလည်းမဟုတ်သေးဘူး okay ဒီမှာ X origin နဲ့တင် IB အဲ့ကြောင့်ဒီ IB လေးကျွန်တော် copy ကူးမယ် paste လုပ်မယ် okay မှန်သွားပြန်ပြီ perform reverse DNS to this IP address what is the result hop who is the domain to ပေးထားကျွန်တော်တို့ရှုပ်တယ်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်သုံးနေကြအတိုင်းပဲ MX2 box ပဲသုံးမယ်အဲကြောင့် MX2 box ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ခုန IP ပြင်မယ် okay ဒါလေးကူးထားလိုက်မယ်ကူးလိုက်ပြီသူ sorry ဒါကကြတော့ဟိုပါကြီး domain name အမှကျွန်တော်တို့ဖာပြန် DNS lookup okay အဲကြောင့်ကျွန်တော်တို့ခောက်လိုက်မယ် oh sorry ဟုတ်ပေးပါဦးဒီမှာဟိုရှိတယ်ရှုပ်ပါဗျာကျွန်တော်ရှင်းဟောလို့ပြလိုက်မယ် reverse DNS lookup ရှိတယ် reverse IP lookup okay အဲကြောင့်ဒီမှာ IP address ကိုဒီမှာထည့်လိုက်မယ်ထည့်လိုက်တော့သူကပေါ်လာပြီ okay အဲကြောင့်ဒီမှာ IP address မှာ domain name အဲကြောင့်ကျွန်တော်ဒီ domain name ကဒါသူ့ရဲ့ result ဖြစ်သွားတယ် DNS result ဖြစ်သွားတဲ့ဒါ domain name ညာအဲကြောင့်ကျွန်တော်တို့ကသူကဘာ down ထားလဲဆိုတော့ reverse DNS အဲကြောင့် result ဖြစ်သွားတဲ့ host အဲကြောင့်ကျွန်တော်ဒီ host name ကိုရိုက်ထည့်လိုက်တဲ့အချိန်ညာရင်ဒါမှန်သွားပြီ okay အဲကြောင့် name of the attach file အဲကြောင့်ကျွန်တော် attach file ကိုဟိုရှာရမယ် attach file ကိုရှာတော့ကျွန်တော်ဒီကနေမရှာတော့ဗျာအဲကြောင့်ကျွန်တော်ဘယ်လိုပြင်မလဲဒီ email ကိုကောက်ဖွင့်လိုက်မယ်ကျွန်တော်အကြံပေးချင်တာကျွန်တော်ကကြတော့ဒီတိုင်းပဲဗျာဟိုတက်နိုင်လောက်ရှောင်းတက်နိုင်လောက်မနေဘူးဗျာပြီးရင်ဒါတွေကသိရတဲ့အတိုင်းပဲလုံးဝဟိုမျိုးသူက infected ဖြစ်အောင်နည်းနည်း simulated လုပ်ထားပြီးတော့ဟိုပါဖြစ်တာတခါလေကြာရင်လည်းတကယ် malware လည်းဖြစ်နိုင်တယ်အဲကြတော့ကျွန်တော်လိုတော့ line မလုံးနဲ့ဖြစ်နိုင်တော့ VM လို့ဘာလို့မဆန်းအဲ့ဒါတော့အကြံပေးတာ okay ရပြီအဲကြတော့ဒီတော့ဒါကျွန်တော်ဟာမဟုတ် okay ဒီမှာ attachment လေးပါတယ်အဲ attachment ကိုကျွန်တော်ဒီမှာမနေဘူးเนาะမနေဘူးဒီမှာတခြားကြည့် okay ဒီမှာ right click ထောက်မယ် preview နှိပ်မယ်ဘာဖြစ်လဲဆိုတော့ website contact information website contact form submission.eml okay ရပြီအဲဆိုကျွန်တော်ပြန်ပိတ်လိုက်မယ် oh my god ပြန်ပိတ်လေ website contact submission form okay website contact form submission okay မှန်ပါပြီအဲကြတော့URL found inside the attachment okay ကျွန်တော်အဲ့ဒါကိုရှာကြမယ်အဲ့ဒါကိုရှာတော့ကျွန်တော် preview နဲ့ပဲထပ်နေမယ်ထပ်နေတော့ဒီမှာတွေ့လားဒီမှာကျွန်တော် link တစ်ခုလုံးရှိတယ်အဲ့ link ကိုကျွန်တော်ကူးလိုက်ပြီးသွားရင်ကျွန်တော်ဒီထဲမှာပြစ်ထည့်လိုက်မှန်သွားပြန်ပြီနောက်တစ်ခု okay what service is this page hosted on so ကျွန်တော်ဒီမှာတခြားကြည့်ဒီမှာသူကအရှိမ domain name ဒီမှာ class ရေးရှိရဗျာအဲ့မှာကျွန်တော်ဒီမှာ blogspot ဆိုတာကျွန်တော်တို့ရင်တော့သိရမလားလောကကျွန်တော်တို့ငယ်တော့ဟိုကတုံးတော့လောကသူများရင် blog post ကြီးอ่ะ blogger တော့ဘာလို့အဲ့လိုမျိုးဆိုရင်သူက blogspot.com လို့ပါတော့သူအဲ့ကြတော့ဒီကောင်ကစားပဲတုံးတာ blogspot ဗျာအဲ့ကျွန်တော်တို့က blogspot လို့ရေးနိုင်နောက်တစ်ခုမှန်သွားရမယ် okay အဲ့ကြတော့သူဘာဖြစ်လဲဆိုတော့ using URL to png what is the heading text on this page that doesn't matter if the page has been taken down okay အဲ့ကြတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ URL to png အဲ့တူကဘယ်လိုလုပ်လို့လဲသိလားအဲ့တူကတော့ဘယ်လိုလဲဆိုတော့ကျွန်တော် URL တစ်ခုဗျာအဲ့ URL တစ်ခုကိုကျွန်တော်တို့ကဟိုဟာဖြစ်လိုက်ပြီဖွင့်လိုက်ပြီဆိုတာဆိုအဲ့ဖွင့်လိုက်တဲ့ဟာတော့ဘယ်လိုပြောမလဲအကွာတုံးလိုမျိုးပဲဗျာသူက screenshot ရိုက်လိုက်တဲ့ပုံစံမျိုးပဲအဲ့ကြတော့ဒီ screenshot အဲ့လိုမျိုးပေါ့ဒါ screenshot ရိုက်တဲ့တူပါပဲဗျာအဲ့ကြတော့ဒါကျွန်တော်တို့ဒီ URL ကိုကျွန်တော်ပြန်ကူးမယ်ကူးသွားရင်ဘယ်လိုပြောမလဲအဲ့ဒီခုနပါပါလေURL to png URL to png okay ကျွန်တော်အမှနှိပ်လိုက်မယ်တောက် copy အမှကျွန်တော် I'm not robot motorcycle okay ရပြီချက်လက် okay အဲ့တော့ဘာဖြစ်လဲဆိုတော့ blog have been removed အဲ့ကြတော့ကျွန်တော်တို့ကဒီကောင်ကိုသူပြောနေတာထင်တယ်အဲ့ကြတော့ကျွန်တော်ဒီမှာရိုက်မယ် blog wait sorry တော့ဒါတခြားမကြည့်လိုက် blog has been removed oh wait remove okay ကျွန်တော် submit လိုက်တဲ့အချိန်မှာ
ကျွန်တော်တခုပြီးသွားပြီအဲကြတော့ကျွန်တော်ဒီနေ့ပြချင်တဲ့ဟာဒီနေ့ပေးချင်တဲ့ဟာတော့ကျွန်တော်ဒါပေါ့အချင်းချင်းအနေနဲ့ပြန်ပြောရရင်ဗျာသူဒီမှာတောင်းခိုင်းတဲ့ဟာတွေမှာဒါအရေးကြီး information တွေဆိုကျွန်တော်ပြမယ်ဒီမှာကြည့် primary recipient တို့ပါဆိုဒါတွေအရေးကြီးတယ်ဒါ case ရင်သုံးရမယ့်ဟာတွေဗျာပြီးဒီ subject ဒါတွေလည်းအရေးကြီးတယ်ပြီးရင် date and time အဲ့ဒါအရေးကြီးဆုံးပဲdate and time အဲ့လိုမျိုးကျွန်တော်အဲ့ date and time နဲ့ဗျာတော့ user ဘာလုပ်သွားလဲပေါ့ဒီ user တကယ်လို့ click သွားတယ်ဆိုရင်အဲ့ click သွားတဲ့အလျောက်ကျွန်တော်တို့ကထပ်ရှာရတာအဲ့လိုမျိုးဒီ click သွားပြီးသွားရင်နောက်ကျွန်တော်ဘယ်လိုပြောရမလဲ15မိနစ်နိုင်ခွက် timeline ဆွဲပြီးတော့ဗျာအဲ့လိုမျိုးကျွန်တော်ထပ်ရှာတယ်ထပ်ရှာပြီးသွားရင်ကျွန်တော်တို့ဒီဟာပေါ့ဒီ user အဲ့ဟိုကောင်ကဘယ်လိုပြောရမလဲ URL ထဲမှာသူကရိုက်ထည့်လိုက်လား user name password ရိုက်ထည့်လိုက်လားဒါမှမဟုတ်ရင်ဘယ်လိုပြောရမလဲဒီ malware တွေ down သွားလား file creation ရှိသွားလား file download ဆွဲသွားလားပြီးတော့အဲ့ download ဆွဲသွားတဲ့ file ကဘယ်လိုဆက်လုပ်လဲဘာညာSOD တင်အလုပ်ရှုပ်ပြီပဲတကယ်တမ်းအဲ့ user ဟိုဟာဖြစ်သွားပြီဆို click သွားပြီဆိုရင်ပြီးတော့ဒီ originating IP ဆိုတော့ဒါတွေကကျွန်တော်တို့ကလိုတယ်ဆိုတော့သူ firewall မှာဒါတွေပြန် block ပေးရတယ်ကျွန်တော်တို့အဲ့လိုမျိုးပြီး user account တွေကိုပြန်ပြီးတော့ password change တာတော့ဘာလို့လိုရင်လိုအပ်တော့ကျွန်တော်တို့ကဆက်ပြီးတော့စဉ်းစားပြီးဆက်လုပ်ရဗျာပြီးတော့ဒီ reverse DNS ဆိုဘာလို့ဒီကောင်နဲ့ကျွန်တော်တို့ကဒီစင်းထဲမှာပြန်ထွက်ခင်လိုက်ရတာပြီးတော့ဒီ file attachment တို့ပြီးရင်အဲ့လိုမျိုးဒီ URL တို့ဒါတွေအကုန်လုံးကဒါတကယ်ပြောရင်ဒီ challenge တွေကမဆိုဒါ easy challenge ဆိုပေမဲ့ဒါလိုအပ်တဲ့ဟာတွေ information တွေအကုန်ပါတယ်ဗျာအဲကြတော့တော့ကျွန်တော်ပြောရရင်ဒါ bro တို့လည်း bro set တို့လည်းဒါစမ်းဖြည့်ကြည့်လိုက်ဗျာဒါမဆိုဒီ BDL1 တို့ BDL0 sorry အဲ့ဒီ BDLO sorry ဟုတ်တယ် BDLO တို့ဘာလို့ကနည်းနည်းဟိုပေါ့စမ်းလို့ကောင်းတယ်ဗျာအဲ့လိုမျိုးကျွန်တော်ရုံးမှဆိုရင်လည်းကျွန်တော်အသိရေးပါတယ်ဆိုရင်လည်းအရင်တော့လုံနေကြပဲကျွန်တော်အဲ့တော့စာအုပ်ပဲထိုင်မှန်းတယ်ကျွန်တော်အဲ့လောက်မလုပ်ဖြစ်အောင်အဲ့ကြောင့်အခုမှကျွန်တော်စမ်းလုပ်ပြမစိုးကောင်းတယ်အဲ့ကြောင့်ကျွန်တော်နောက်ဆိုရင်လည်းဒီ BDLO ကဖြစ်ဖြစ်ကျွန်တော် try hand မိရနေဖြစ်ဖြစ်ကျွန်တော် blueprint နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ဆွဲပြီးတော့ right လေးအဲ့လိုမျိုး walkthrough လေးလုပ်ပေးမယ်ဗျာအဲ့ကြတော့ဒီနေ့တော့ကတော့ကျွန်တော်ဒီလောက်ပါပဲနောက်နေ့ကျွန်တော်အဆင်ပြေလို့ကျွန်တော်တက်နိုင်ဆုံးတော့တနေ့တစ်ပုတ်လောက်တော့ရအောင်လို့လုပ်ကြည့်ကြတယ်ဒါပေမဲ့ကျွန်တော်နောက်ပိုင်းအားမလားအဲ့ဒါပေးချင်ပြီးတော့ဒါကျွန်တော်ကြိုးတော့အာမမခံတော့ဘူးဗျာဒါပေမဲ့ကျွန်တော်တက်နိုင်ဆုံးတော့ကျွန်တော်ဟိုးစားပေါ့ဗီဒီယိုတစ်ပုတ်လောက်တော့ရအောင်တော့ကျွန်တော်စမ်းကြည့်ပေးမယ်ပေါ့နော်အဲ့ကြတော့အားလုံးပဲကျေးဇူးပါကျွန်တော်နောက်နေ့မှာပြန်တွေ့ပါမယ်